ကျန်းထိုးရတဲ့ဟာကိုညီးလာမညီသေးဘူးနော်မညီသေးတဲ့ဟာလေးကိုလိုက်ပြီးတော့ပတ်မယ်ညီညာလေးပတ်မယ်နော်ဒီနေ့မှာငါတို့ဘာကိုသုံးရမလဲဆိုရင်အထစ်ကိုဖော်အလျားနော်ဆိုတဲ့ဟာဆိုတော့အဲ့တော့ဒီရဲ့အကွေးရလိုက်နေပဲဘီကိုလိုက်ပြီးတော့အလျားလိုက်ထားရမယ်အပေါ်လည်းမပူအောင်နော်အဆရာဒီမှာထားပြမယ်ကြည့်တတ်မယ်ဟောဒီဝိုင်းတွေ့လားဒီတစ်ပတ်ကိုထပ်ပြီးကွေးရမယ်ဒီရဲ့နှစ်ထပ်ရဲ့အဆုံးထွက်မှာပိုတဲ့သပင်ကြီးအကုန်ဖြတ်ချလိုက်ပါမပိုတာတွေကိုမဖြတ်မိဖို့သတိထားရမယ်ဒါပြင်ဒုံးပီလေးတော့ဖြစ်သွားတယ်ဒါပေမဲ့ညီသွားပြီဒီဘက်ချမ်းကိုလည်းဆက်သွားလို့ရတယ်ဒီခါလေးဒီဘက်မှာလည်းဘယ်လိုဖြစ်ရမှာလို့၄တောင်လေးဖြစ်ရမှာဟုတ်တယ်မလား၄တောင်လေးဖြစ်အောင်ပြတဲ့လေးထားပါဒီမှာအထူးသတိထားစရာတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုရင်ဒီလိုမျိုးညှက်နေတဲ့အချိန်မှာဘီးကသေးပြီးတော့မော်တာကကြီးနေတာကိုမော်တာအောက်ကိုဝင်သွားရင်သွားပြီလားအောက်ကပါဟုတ်လားအောက်ထိသွားပြီနော်အောက်ထိသွားရင်အဲ့ဒါဘာဖြစ်လဲကိုကပေါ်ညှက်နေတယ်ဟမ်ဒါဘေးကအထစ်တွေလေဘယ်လိုအထိရတော့ဒီမှာဘီးရဲ့အနှောင့်ကိုမော်တာကြော်သွားပြီးမှဒီနောက်ဆရာထုတ်ရပြီလားအောက်ထိတာမဖြစ်လားအဲ့လိုပုံစံမျိုးထိရနော်သတိထားအဲ့တော့ဒါကြောင့်မို့ဆရာပြောတယ်ဘယ်လိုအချိန်မျိုးမှဖြစ်ဖြစ်မော်တာကိုဒီဘီးရဲ့အနှောင့်ကိုမော်တာမကြော်နဲ့လို့ပြောတယ်ကိုကပေါ်မှာစကားလေးပဲပြောနေတယ်ရှောင်းပြီးပါသွားတယ်နော်ကြားလားလို့ပါသွားလို့မရဘူးနော်3ကိုဖြေဖို့အတွက်ဆိုရင်2ဆင့်တက်ရမယ်ဆိုတော့4 5အဲ့လိုတက်ဟုတ်ပြီနော်အဲ့ဒါ3ဒီဒီမှာ1ဆင့်တက်မယ်4 2ဆင့်တက်မယ်5ပြန်ဆင်းတဲ့ခါကျရင်5 4 3ဟုတ်ပြီလားဒါဆိုရင်အဲ့နေရာကိုဆက်ပြန်သွားမယ်3ကိုယူထားတယ်ဟုတ်လား1ဆင့်တက်မယ်4အမှမဖြေသေးဘူး4မှာပဲလာဖြေလို့ရှိရင်အထက်ကနည်းနည်းနည်းနေလို့အခုအထက်ကနည်းနည်းများရဆိုဘာသွားဖြေမယ်5မှာသွားဖြေမယ်အဲ့တော့5ကိုဆွတ်တက်လိုက်5 4 3ဟုတ်ပြီလားဒီဘက်ရှောင်းနဲ့တူသွားမယ်5 4 3